နေ့အသေးရဲ့နေ့စမှာစပြည့်တီကိုအသေးတန်စားပြီးတော့မှကိုလိုချင်တဲ့စုကိုလိုချင်တဲ့ target ကိုအသေးတက်တောင်းထားကြတယ်မလားအခုအလုပ်စ조사ကြပြီလားရှင်တို့ကိုဖြစ်ချင်တာတွေကိုလုပ်ချင်တာတွေကိုရချင်တာတွေအသေးတက်စုတောင်းမပြည့်ဆိုလို့ရှင်တော့ရှင်တို့အလုပ်စ조사ရတော့မယ်နော်ကိုကအကြီးကြီးတွေစုတောင်းထားတယ်ဆိုလို့ရှင်တော့အလုပ်ကိုလည်းအကြီးကြီးစ조사ရပါတော့မယ်ရှင်အလုပ်မစ조사ရင်တော့စပြည့်တီဆက်နှလုံးစားပြီးတော့ပဲစုတောင်းအဒိတ်ထဝင်ပြီးတော့ပဲစုတောင်းမပြည့်ဘူးနော်ကျမလည်းစုတောင်းနေမပြည့်မှာဆိုလို့အလုပ်တွေစစ조사နေပါပြီဟဲ့ဒီပထမတလပိုင်းရဲ့စုတောင်းပြည့်ခဲ့တယ်ဆိုလို့ရှင်စုအားလုံးကိုလာပြောပြမယ်ဒါနဲ့လေကျမရဲ့တဘာဝအရန်စံတဲ့နှခမ်းတဲ့စုံလေးကိုတတိထားမိကြလားမသိဘူးလုံးဝဆွဆွရွှဲလေးနဲ့ဖူးအီနေတာမျိုးလေးပေါ့နော်ထူထူပိတ်ချင်းနဲ့နှခမ်းချက်ချောက်ကကက်ကြီးအယောင်ထင်းတောက်ကြီးဟုတ်မနေပဲနဲ့အယောင်ကလုံးဝပိုဆန်ပြီးတော့မှနှထွယ်လို့ကိုသွားတယ်ကြည့်လိုက်ရင်နှခမ်းနဲ့တသားလေးကြပြီးတော့မှပပလေးနဲ့အရန်ကိုတဘာဝဆန်နေရမယ်ဒါမဆိုနေလက်စားပြီးပြက်သွားလို့ကြံခဲ့တဲ့ result ကိုပြတာဟုတ်တယ်စဆိုချင်း first ဖြစ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးသူရဲ့ကြံခဲ့တဲ့ပုံစံကလေပြက်သွားတယ်တို့မဲ့ပန်းရောက်သားမိကြံခဲ့တယ်လုံးဝကွက်သွားခြင်းမရှိဘူးနှခမ်းနဲ့တသားလေးကြံခဲ့တာမဆိုအဲ့ဒါကိုအကြိုက်ဆုံးအနေကမဆိုနှခမ်းပေါ်မှာရွှေကြည်ရောအနက်ရောနှစ်ယောက်စလုံးထပ်ဆိုထားတဲ့ပုံစံမျိုးပေါ့နော်တင်တန်းမှာလက်တွေ့ workshop တွေလုပ်ရတဲ့အချိန်မှာ lit wine ဆိုတဲ့ video file တွေရှိုင်းနေနေမှာရွှေကြည်ရောအနက်ရောသွားတာဖြစ်ပါတယ်တဘူး3900နဲ့900နဘူး6500ပြန်ရောင်းမဲ့သူများဘူး20လက်ကစီ